အားလုံးပဲမင်္ဂလာပါကျွန်တော်နီကိုဂိမ်းမရပဲပြန်နေကြိုဆိုလိုက်ပါဗျကျွန်တော်ဒီနေ့မှာတော့ Julian Identity ကိုစမ်းသပ်ရတော့မှဖြစ်ပါတယ်ကျွန်တော်တို့ဒီအရင်ဆုံးပြောချင်တာကတော့ကျွန်တော်တို့ item 3ခုစမ်းပြမယ်ပထမဆုံး EHB ဆိုမယ် Ambulance item ကျွန်တော်ပြပေးမယ်ဒုတိယတော့ Main ဆိုပါတတိယတော့ Jungle ပေါ့ဗျာဒါကတော့ပထမဆုံး EHB ဆိုရင် Gen နဲ့ Damage ပဲဖြစ်ပါတယ်ကျွန်တော်လုံးဝမရတဲ့အတိုင်းပဲ one hit ပေါ့ရတယ် one hit ရတယ်ဒါရတယ်ပေါ့နော်ကျွန်တော်လာတော့ EHB မှာလည်းကျွန်တော်10ဝဲဆိုရင်10ဝဲလုံးလုံးဖြစ်တယ်ပေါ့ဗျာကျွန်တော်ဆိုရရင်တော့ Jungle တော့တိတ်မဆိုးပြဘူးဗျာတော့ Jungle item လေးပါတယ် brother တို့ကျွန်တော် Julian Jungle ဆော့တဲ့လူလေးရှိတယ်ကျွန်တော်သိရတော့ဆိုရင်တော့ Jungle နဲ့ EHB ဆော့တဲ့လူပုံများမယ်ဗျာကျွန်တော်လည်းကြိုးစားပြီးတော့ကျွန်တော်လည်း damage တွေစမ်းကြည့်ပြအောင်ပေါ့နော်ကျွန်တော်ဒီ item တော့ damage ထွက်တဲ့ item မမြင်ဘူးလေဘူးအဲ့တော့ကျွန်တော်ရေး review လေးဒါအကျိုးရှိမယ်ဆိုရင်တော့ကျွန်တော် like and subscribe လေးနှိပ်ခဲ့ပြီးကြပါအောင်ဗျာကျွန်တော်ဒီကျဲကောင်းတယ်ခုနက်လေးနဲ့ခုနက်တော့မဟုတ်ဘူးဗျာကျွန်တော်ဗီဒီယိုလေးနဲ့ပြန်လာခဲ့ပါမယ်ဗျာပြန်လာခဲ့မယ်ဆိုတာအခုဗီဒီယိုကပြီးသွားပြီပေါ့နောက်မှအများကြီးကျန်နေဆက်ပြောပြဒုတိယ item ကတော့ Main ဆိုရင် Gen နဲ့ item ဒါဘယ်လိုသုံးလဲဆိုရင်ဒီမှာကြည့်လိုက်ဗျာကျွန်တော်ဒီနေရာမှာတခုပြောချင်တာဒီစကိုင်းပြေးတဲ့နေရာမှာတပိုင်းကလေးထည့်လေရတယ်တပိုင်းကလေးဆိုရင်ပိုချမ်းတယ်ဒါပေမဲ့ကျွန်တော်စကိုင်းပြေးတာထည့်တာလေများတယ်တပိုင်းကလေးထည့်ရလေများတယ်ပေါ့နော်စိတ်ဝဲဆိုရင်ကျွန်တော်9ဘွဲစကိုင်းပြေးတာ9ဘွဲတပိုင်းကလေးအဲ့လောက်ထည့်တယ်ပေါ့နော်ကျွန်တော်တပိုင်းကလေးကပို့ပြီးတော့ကျွန်တော်ပိုချမ်းတယ်လို့ကျွန်တော်တော့ခံယူထားတယ်စကိုင်းပြေးတာမကြမ်းဘူးပြောအောင်မလို့ကျင်းတယ်ဒါပေမဲ့ကျွန်တော်ကတပိုင်းကလေးကိုပို့ကြိုက်တာစကိုင်းပြေးတာတော့စတက်တီလို့ဒီတွေအများကြီးရနေရမှာကျန်းတာဖြစ်တယ်လို့ကျွန်တော်တို့စကိုင်းပြေတော့တိတ်မထည့်ပြဘူးထည့်ပြပြီးဆိုရင်လည်းအလုံးအောင်အဲ့ဘွဲအလုံးအောင်ရှုံးပူကြရင်တော့များတယ်အဲ့လို့ဆိုဒီစကိုင်းပြေတာကိုထည့်နေမှာစားဒီတပိုင်းကလေးကိုထည့်လိုက်တာပိုကျန်းနေမကြည့်ရပြအဒမ်းမရတော့1931ဆိုတော့ပြောတတ်တော့ဘူးဒီကောင်ကြီးရှုံးလို့ကျွန်တော်လည်းအရင်တက်ပြီးလိုက်တယ်ဒီမှာဆိုရင်ဒါတပိုင်းကလေးထည့်ပြီးပြက်လိုက်တဲ့ဒမ်းမီပဲ14,390ဒမ်းမီထိတယ်ကဲနောက်ခုကတော့ကျွန်တော်တို့ဂျန်ဂေပေါ့နော်ဂျန်ဂေဂျူလီယန်အိုက်ဒန်ပြောရရင်တော့ဂျူလီယန်ကိုဂျန်ဂေစိုးမင်းကောင်းလို့ပေါ့ကဲကျွန်တော်တို့ဒီရာတော့လုံးဝကျွန်တော်တို့ဒီညမှာတခုပြောချင်တာကျွန်တော်တို့ချပြီဆိုရင် review သုံးပြီးချနော်စကီးကိုကျွန်တော်သုံးလိုက်တယ်သုံးပြီးတော့ဂျန်ဂေကို review နှိပ်ပြီးချအဲ့တော့ damage တီးတီးလာကွာတယ်ဗျာကျွန်တော်တို့ ready မပေါက်ပဲချတဲ့ damage နဲ့ ready ပေါက်ပြီးချတဲ့ damage ကထက်ဝက်လောက်ကွာတယ်ထက်ဝက်လောက်ကိုကွာတယ်ဒီကျဲမှာဆိုရင်တော့ကျွန်တော် Holy Crystal တင်ပေါ့နော် Holy Crystal ကကျွန်တော်ဂျန်ဂေဆိုရင်တော့ကျွန်တော်ထည့်လိုက်တဲ့မရှိဘူးဗျအဲ့ဆိုတော့ damage ရေကိုအများကြီးရတာမှန်တယ်ဆိုမဲ့ family ရှာတာတော်ကြာလို့မထင်ဘူးထည့်နေဆိုရင်လည်းထည့်ရတယ်ဒါပြုတ်ပြတာပေါ့နော်ဒါကျွန်တော်လည်းပြရတဲ့ခါပြောင်းဆုံးနေပေါ့နော်ကဲကျွန်တော်ဒီဗီဒီယိုလေးကမဟုတ်ဒီဗီဒီယိုလေးကျွန်တော်ဘာပြောမှမသိတော့ဗျာကျွန်တော်ပြောမရမှတ်မိသွားပြီဘာလို့ဆိုရင်ကျွန်တော်ဘာပြောတရားရှိလဲဆိုရင် EHB မှာဆိုရင်ဂျူလီယန်ဘာလို့ချောင်းမနိုင်တာအစင်းသားလို့မရဂျူလီယန်ချောင်းအမြင်နိုင်ဟုတ်အမေဘရိုကြီးမကလို့ဘာကြီးနေချောင်းဂျူလီယန်နိုင်ဒါကျွန်တော်အမှန်ပြောတာဂျူလီယန်ကွန်ဘိုမရှိလို့နိုင်နေဆိုတာလက်ခံတယ်ဂျူလီယန်ကွန်ဘိုရှိရတာနေနိုင်နေဆိုလက်မခံကဲလောက်ပါဒီဗီဒီယိုလေးကို like and subscribe လေးတော့နှိပ်ခဲ့ပေးဗျာအားလုံးချစ်တယ်အဘွား